အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မကတော့ရန်ကုန်စိန်မောလာတာကျောင်းဝဲမှာစိုးစံအောင်ဆုဖြစ်ပါတယ်။2025ခုနှစ်မှာမြန်မာစိန်မော Education ကနေလစဉ်ကျင်းပပြုလုပ်တဲ့အခြေခံပြည်သီးလက်ခတ်တံပြိုင်ပွဲမှာစု၄ချိန်ရရှိခဲ့ပါတယ်။ဆရာတဦးဖွံ့ဖြိုးတိုးတက်မှုသည်ကျောင်းသားအားလုံး၏ဖွံ့ဖြိုးတိုးတက်မှုအတွက်အခြေခံအုံမြင့်ဖြစ်သည်။စိန်မော Education မှာသင်ကြားနေတဲ့ဆရာတွေတိုင်းကပိုကောင်းတဲ့သင်ကြားရေးနည်းလမ်းတွေကိုအမြဲရှာဖွေနေပြီးစနစ်တကျလေ့ကျင့်ပေးနေပါတယ်။ထူးချွန်ထက်မြက်တဲ့ဆရာတွေကနေပိုပြီးထူးချွန်တဲ့ကလေးလေးတွေမွေးထုတ်ပေးနေတာမို့လို့ကျမတို့ရဲ့စိန်မော Education ကိုလမ်းလာဖို့အတွက်ဖိတ်ခေါ်အပ်ပါတယ်ရှင်။မင်္ဂလာပါရှင်။ကျွန်မကတော့စိန်မောမန္တလေး80တန်းကျောင်းမှာထွေးမွန်လာစုဖြစ်ပါတယ်ရှင်။ပြည်လက်ခတ်တံပြိုင်ပွဲ round 47, round 49 နဲ့ round 52တို့မှာဆုရရှိခဲ့ပါတယ်ရှင်။စိန်မောမှာရှိတဲ့လောက်စတဝတိရောက်ရှင်တိုင်းရဲ့ဖွံ့ဖြိုးတိုးတက်မှုကကျောင်းသားအားလုံးရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက်အခြေခံအုံမြင့်ဖြစ်ပါတယ်ရှင်။ကျမတို့စိန်မောပြည်စိတ်ရွက်တင်ချတင်တဲ့ကျောင်းမှာဆိုရင်ကလေးငယ်များကိုအတွက်အချက်မှာကျွမ်းကျင်စေရုံတောင်မှကအွန်လိုင်းညီဖွံ့ဖြိုးတိုးတက်မှုအတွက်ပါလေ့ကျင့်သင်ကြားပေးပြီးကိုယ်ကိုယ်သွေးထက်မြက်ဖို့စိတ်နေစိတ်ထားကောင်းမွန်မှုအတွက်ပါလေ့ကျင့်သင်ကြားပေးပါတယ်ရှင်။ဒါကြောင့်စိန်မောပြည်စိတ်ရွက်တင်ချတင်တဲ့အကြောင်းကိုလေ့ကျင့်တင်ပါတယ်ရှင်။အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မကတော့မြန်မာစိန်မောအမရပူရာကျောင်းခွဲမှာထူးလောက်ဆုဖြစ်ပါတယ်။2025ခုနှစ်အတွင်းလစဉ်လာတိုင်းပြုလုပ်ခဲ့တဲ့စိန်မောပေတီလက်ခတ်တံပြိုင်ပွဲမှာဝင်းနာဆု2ခုရရှိခဲ့ပါတယ်ရှင်။ဆရာတဦးဤဖွံ့ဖြိုးတိုးတက်မှုသည်ကျောင်းသားအားလုံးဤဖွံ့ဖြိုးတိုးတက်မှုအတွက်အခြေခံအုံမြင့်ဖြစ်သည်။ထူးချွန်ထက်မြက်တဲ့အသားမီးလေးတွေမွေးထုတ်ပေးဖို့အတွက်စိန်မောမှာဆရာဆရာမတွေလည်းစဉ်ဆက်မပြတ်လေ့လာသင်ယူကြိုးစားနေပါတယ်ရှင်။မင်္ဂလာပါရှင်ကျမကတော့မြန်မာစိန်မောကျောက်ဆယ်ကျောင်းခွဲမှာရွှေရွှွန်လောက်စုပဲဖြစ်ပါတယ်ကျမကတော့ဆရာဆရာမများရဲ့ပေတီလက်ခတ်တံပြိုင်ပွဲ round 51မှာဆုရရှိခဲ့ပါတယ်ဆရာတဦး၏ဖွံ့ဖြိုးတိုးတက်မှုသည်ကျောင်းသားအားလုံး၏ဖွံ့ဖြိုးတိုးတက်မှု၏အခြေခံအုံမြင့်ဖြစ်သည်ကလေးများဖွံ့ဖြိုးတိုးတက်မှုအတွက်ဆရာဆရာမများစဉ်ဆက်မပြတ်လေ့ကျင့်မှုတွေပြုလုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မိဘများအနေနဲ့စိန်မောကိုယုံကြည်စွာလက်တွဲဖို့ဖိတ်ခေါ်အပ်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မကတော့ရန်ကုန်စိန်မောစံကျောင်းကျောင်းဝင်းမှာအပြုံးမှုမြင်လာဆက်ဖြစ်ပါတယ်ရှင်။ကျွန်မကပေတီလက်ကတ်တံမှာစုတခြင်းရဖို့ပါတယ်ရှင်။ဆရာတယောက်ဤပွေပြိုတိုးတက်မှုသည်ကျောင်းသားအလုံးဤပွေပြိုတိုးတက်မှုအတွက်အခြေခံအုံမြင့်ဖြစ်သည်။ကျွန်မတို့ရဲ့စိန်မောပေတီတင်နေတာဆိုလို့ရှိရင်တင်းငယ်တော်ပေတီကိုတွေ့ချက်မှုမှာတက်စဉ်ကလေးငယ်တို့ရဲ့အာယုစုဆိုင်နိုင်စွမ်းတွေ့ချက်နိုင်စွမ်းစတာတွေကိုဖွံ့ဖြိုးတိုးတက်စေနိုင်တာဖြစ်တဲ့အတွက်ကြောင့်မိမိကလေးငယ်တို့ရဲ့ brain development အတွက်စိန်မောပေတီတင်တဲ့ကိုလမ်းလာခဲ့ဖို့ဖိတ်ခေါ်အပ်ပါတယ်ရှင်။